Mr. Chinatown Global Myanmar 2026 Tangu ဘုံယူပါရဲ့ ဟုတ်ကဲ့ပါဒီစုကတော့ကျမတို့ရဲ့ Supranational မြန်မာရဲ့ National Director ကိုကောင်းမြတ်သူကပေးရချီးမြှင့်သွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါ Mr. Chinatown Global Myanmar 2026လက်ကောက်တင်များချီးမြှင့်ပေးပါအောင်ရှင်စုပေးရချီးမြှင့်ပေးတဲ့ကျမတို့ရဲ့ National Director ရုပ်လက်ထူပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီး Mr. Global Myanmar 2026ချီးမြှင့်ခြင်းခံရတဲ့ပြိုင်ပွဲဝင်ရတော့ Mr. Global Myanmar 2026 goes to Shango South ဘုံယူပါရဲ့ခင်ဗျာ Okay, ba, this to go pay a chimney memaro. May I invite you, Mr. Ariando Odega, Mr. Global 2025 to the stage to award our Mr. Global Myanmar 2026. Mr. Global Myanmar 2025. Congratulations, Bashin. ဘုံယူပါရဲ့ခင်ဗျာကျွန်တော်ခုဆိုရင်တော့ Mr. Thank you so Global much, Mr. Alec. Mr. Global မြန်မာဝေနာဆုရှင်ကပေါ်ထွက်လို့လာခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ဒီကနေ့ညရဲ့ Mr. Supranational မြန်မာ2026ရဲ့ Cup Runner Up ဆုရှင်ကိုဂုဏ်ယူစွာဖြင့်ကြေညာပေးချင်ပါတယ်။ဒီကတော့ Cup Runner Up goes to Bako! ဒီစုကိုချိန်ပြပါရဲ့ Mr. Supranational Myanmar 2025 The Runner ဆုရှင် Mr. တန့်စင်ကိုစီမင်းထပ်သူဖြစ်ပေါ်ပါရခင်ဗျာOkay, ba, Mr. Dancing, Jesu Timare, that runner-up sushi, congratulations, Bano. Ako salabi, Mr. Supranational Myanmar 2026, yeah, second runner-up. Second runner-up goes toဘုံယူပါရခင်ဗျာ Super Chimney Memorial, Mr. Supranational Myanmar 2025, second runner-up sushi, Mr. Bonyan So Pei Kobarishi. Mr. Bonyan So Pei Kobarishi. Okay, congratulations, Bashin. Super Chimney Mr. Bonyan So Let's go to the Mare. Okay, good so. ကျမတို့ရဲ့ရင်ခုန်ရဆုံးချိန်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် Everyday များခင်ဗျာသူဆက်ရှိနေတဲ့နှစ်ဦးတွေကဒီကနေ့ညရဲ့ Mr. Supranational Myanmar 2026 goes to Yegina! ဘုံယူပါရဲ့ခင်ဗျာ ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ဝိနာဆုရှင်ကို celebrate ချီးမြှင့်ပေးဖို့အတွက်ရွှေမင်းညောင် Diamond Set ကို Jewelry ရဲ့
Founder CEO တရားသူဓမ္မမနီဇောတာတရဒေါက်တာအောင်မျိုးချောင်းကိုဆွေးနွေးတဲ့တော့ချစ်ခင်စွာဖိတ်ခေါ်ပါရစေရှင် Mr. Supranational Myanmar 2025 Mr. Nine Rock Mr. Supranational Myanmar 2026 ပါမကြခင်မှာနိုင်ငံဝန်သားပြည်နေတဲ့သွားရောက်ရှင်ပြန်ရမယ်ဝိနာသုံးကိုကျမတို့ဒီကနေ့ညမှာပဲရွေးချယ်ခြင်းညာပေးခဲ့ပြီးဖြစ်ပါတယ်ရှင်ဆုမြောက်ပေးတဲ့ချင်းမြင်ပေးတဲ့ကျမတို့ရဲ့ Mr. Line ဘာနဲ့အတူတရားသူဓမ္မမနီဇောတာတရဒေါက်တာအောင်မျိုးချောင်းလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့ first runner up အတွက်ဆုရဲ့ချင်းမြင်မဲ့အစီအစဉ်ဖြစ်ပါတယ် first runner up ဆုရှင်ရန်ကုန် was ဖြစ်ပါတယ်ရှင် Super ရဲ့ချင်းမြင်ပေးဖို့အတွက် Mr. Supranational မြန်မာရဲ့ fourth runner up ဒီဟာထုံးဖိတ်ခေါ်ပါရရှင် Okay ပါကျွန်တော်တို့ရဲ့ first runner up ဆုရှင် congratulations ပါနော် Super ရဲ့ချင်းမြင်ပေးတဲ့ Mr. တီယာချွန်ကျေးဇူးတင်ပါတယ်ရှင် ရိတ်တများရှင်ကျမတို့ရဲ့ Mr. Supranational Myanmar 2026 Mr. Global Myanmar 2026 နဲ့ Mr. Chinatown Global Myanmar 2026တို့ရဲ့ First Walk ရှောက်လှမ်းမှုဖြစ်ပါတယ်လက်ကောက်တန်များနဲ့ကြိုဆိုပေးပါဦးရှင် Everything များခင်ဗျာ Dress Entertainment မှာကြီးမှုကျင်းပါတယ် Mr. Supranational Myanmar 2026 နဲ့ Mr. Global Myanmar 2026 Grand Final ပွဲကြီးအောင်မြင်စွာပြီးမြောက်ကြောင်း